အားလုံးမင်္ဂလာပါမွေးဖွားတဲ့ကလေးတယောက်ကလူကြီးတွေတဲ့အအားတင်းစရာအများကြီးရှိရဆိုတာသိပါလားဗျဟုတ်ဒီနေ့တော့မွေးခါစားကလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့မသိသေးတိုင်းတဲ့အချက်ဆက်ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်ဒီမွေးခါစားကလေးတွေမှာအယိုး300ကျော်ရှိတယ်ဟုတ်မွေးခါစားကလေးတွေမှာအယိုး300ကျော်ရှိပြီးလူကြီးတွေမှာတော့106ခုသာရှိတာပါဘာကြောင့်လဲဆိုတော့ကလေးကြီးလာတဲ့အချိန်မှာအယိုးတွေဘောင်းစီးသွားလို့ဖြစ်ပါတယ်အထူးသဖြင့်ခေါင်းအယိုးတွေကပြော့လို့ပြီးနောက်မှတဖြည်းဖြည်းပေါင်းသွားတာပါနေ့ကလေးတွေမျက်ရည်မထွက်သေးဘူးဟုတ်တယ်ဗျမွေးခါစားကလေးတွေငိုနိုင်ပါတယ်ဒါပေမဲ့ပထမ2ပတ်ကနေ2လအတွင်းမှာမျက်ရည်မထွက်သေးပါဘူးမျက်ရည်ထွက်စနစ်မပြည့်စုံသေးလို့ဖြစ်ပါတယ်3မွေးခါစားကလေးတွေမျက်နှာစွမ်းနည်းပါတယ်ဟုတ်မွေးခါစားကလေးတွေဟာ8လက်မကနေ12လက်မအတွင်းသာရှင်းရှင်းနဲ့မြင်နိုင်တယ်အယောင်တွေထဲမှာတော့အတက်နဲ့အဖြူကိုသာပုံမြင်နိုင်ပါတယ်လေကလေးတွေရေထဲမှာအသက်ရှုထိန်းနိုင်တယ်ဟုတ်တယ်ပဲမွေးခါစားကလေးတွေမှာ diving reflex ဆိုတဲ့သဘာဝတုံးပြန်မှုရှိပါတယ်ရေထဲထည့်လိုက်ရင်အသက်ရှုအလိုအလျောက်ထိန်းထားနိုင်ပါတယ်ဒါပေမဲ့အိမ်မှာစံတက်မလုပ်သင့်ပါဘူးနော်ငါကလေးတွေနာကြစနစ်အရန်ကောင်းပါတယ်ကလေးတွေကမိခင်ရဲ့အတန်ကိုဝေးခါစားကလေးကခွဲခြားသိနိုင်ပါတယ်။ဂုံဝင်ရှိစဉ်ကလေးကအတန်တွေကိုကြားနေတယ်လို့ဖြစ်ပါတယ်။6ကလေးတွေခေါင်းအရွယ်စားကြီးတယ်။ဟုတ်တယ်ဗျ။ဝေးခါစားကလေးတွေကခေါင်းအလေးချိန်ကကိုယ်အလေးချိန်ရဲ့20ရာခိုင်နှုန်းလောက်ရှိပါတယ်။ဒါဟာအုံနောက်ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်နေတဲ့အခြေအနေကိုပြသနေတာပါ။ဟုတ်မွေးခါစားကလေးတွေမှာ reflex အများကြီးရှိတယ်။ကလေးတွေမှာ draft reflex လက်ကိုဖန်ဆုပ်နိုင်ခြင်းrotating reflex နှိုးရှာခြင်း motor reflex လန်တုံ့ပြန်ခြင်းစတဲ့သဘာဝတုံ့ပြန်မှုတွေရှိပါတယ်ရှစ်ကလေးတွေအိမ်ချိန်အများများပါတယ်မွေးခါစားကလေးတွေတနေ့ကို14နာရီနဲ့19နာရီအိမ်နိုင်ပါတယ်အဲ့ချိန်အတွင်းမှာအုံနောက်ဖွံ့ဖြိုးမှုအလုံးမြန်ဆန်နေပါတယ်ကိုကလေးတွေကအရာသာခွဲခြားနိုင်ပါတယ်မွေးခါစားကလေးတွေကချိုခါစားတဲ့အရာသာတွေခွဲခြားနိုင်ပါတယ်ချိုးတဲ့အရာသာကိုပုံနဲ့တက်ကြပါတယ်ကလေးတွေရာနှံခွဲခြားနိုင်ပါတယ်ဝင်းပြီးမကြခင်မှာပဲမိခင်ရဲ့ရာနှံကိုခွဲခြားနိုင်ပါတယ်ဒါကြောင့်မိခင်နဲ့နီနီကက်ကက်ရှိနေတာဟာကလေးတွေရဲ့သဘာဝပါဒီအချက်တွေကိုဘယ်ဟာအတင်းအောင်အော်စီခဲ့လဲ comment မှာပြောခဲ့ပါနော်ဒီလိုလူခနာကိုနဲ့ပတ်သက်တဲ့အံ့အတင်စရာအချက်တွေကိုသိချင်ရင် like subscribe လို့မမေ့နဲ့ဗျာအားလုံးကျေးဇူးပါနော်